ပရိသတ်များအားလုံးပဲမြင်လာပါရှင်ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုကျမတို့ရဲ့ channel ကနေတင်ဆက်ပေးဖို့ရည်ချဲထားတဲ့အကြောင်းအရာကစာရည်သူအခါဆိုရဲ့စုံထီကြီးဥပဒါနဲ့လင်းစိုးမယာမခင်ထားဆိုတဲ့ဇလံအကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဇလံလေးကိုအခုပဲနားဆင်ရအောင်နော်လင်းစိုးမယာတဖားပါတယ်ဗျဒီစကပုံကိုကြားရင်တော့ကျုပ်တော့အခုထိကိုမခင်ထားကိုမြင်အောင်နေတော့မယ်ဗျမခင်ထားကကျုပ်တို့ရွာသူတော့မဟုတ်ဘူးကျုပ်တို့ဘေးကပြည်တော်ရွာသူပါတော်တော်ကိုချောလာပြီးတော့ကိုလုံးကိုပေါင်းတောင်းတောင်းတင်းနေနဲ့ကုန်းတော်ပန်းနောက်ကန်ကိုထိတ်ဆုံးကကန်ရတဲ့မိန်းကလေးတယောက်တည်းဗျာမျက်မှောင်နေတဲ့ပဒုံးရောင်ကီတာကဒုက္ခကွေးကြော်ကိုခြေတလုံးအထိကိုရောက်နေတာဗျစပင်ရဲ့ကောင်းချင်းဆိုတာဒါမျိုးပြောတာနေမှာပေါ့အသားကတော့တိတ်မဖြူပေမဲ့ခက်လက်လက်ကိုလုံးကိုပေါက်ဆိုတာကလည်းမင်းကြီးကြိုက်တယ်ဗျစကိုင်းကီတာရှိတ်ဆိုလားကာရသားတွေကခေါ်ကြတာပဲမခင်ထားတို့ညနေပဲရေခတ်ဆင်းတဲ့အချိန်ဆိုရင်ကျုပ်တို့ရွာကကာလသားတွေတောင်မှပြည်တော်ရွာကိုတကူးတကသွားပြီးချောင်းကြည့်ရတဲ့ပြည်တော်ရွာကလူတွေဆိုရင်သူ့ထက်ငါအလူရဲ့မခင်ထားကိုလိုချင်ကြတဲ့အသက်ကြီးကြီးတချင်းမင်းကစလို့အိမ်တောင်တွေကမကလူပြိုလူလွတ်တွေပါမခင်ထားကိုရမယ်ဆိုရင်အသေးရရအရှင်ရပဲပြောကဲအဲ့လောက်ကိုအမွှန်းတင်ကြတာဗျဒါပေမဲ့ကျုပ်တို့သိတဲ့မခင်ထားကအခုတော့စပင်းကပါပါဖြောဖြောနဲ့ကျိုးလေလောက်ပဲရှိတော့တယ်အသားကလည်းမဲတူးချိတ်ပြီးတော့မျက်နှာမှာလည်းတင်းတိတ်တွေပေါက်နေသေးတာဗျာလူကလည်းပိန်ချုံပြီးတော့စကိုင်းဂီတာလိုကုလုံးကပောက်မပြောနဲ့ဝက်ချမ်းပြားကြီးကထမိန်ပတ်ထားတယ်လို့ထင်ရအောင်ပိန်ပိန်ကကနေဗျမခင်ထားကကျုပ်တို့အထက်အသက်15နှစ်လောက်ကြီးတော့ကျုပ်တို့အသက်20လောက်မှာမခင်ထားတို့က35ကျော်လောက်ပေါ့ဗျာကျုပ်ဖြစ်မခင်ထားလာတယ်ဆိုတာအမေတို့အဖေတို့ပြောနေလို့သာယုံရတာဒီပုံကြီးကိုကြည့်ပြီးတော့အမေတို့များချောတဲ့လာတဲ့မိန်းကလေးတွေကိုမမြင်ဘူးလားလို့ပြန်တွေးကြည့်ရတဲ့အထိပဲဒါမှမဟုတ်အမေတို့ပြောတဲ့မခင်ထားနေကအခုမခင်ထားကတယောက်တည်းမှဟုတ်ရဲ့လားပေါ့ဗျာတရက်တော့တွင်နေ့လေခန်းခေါင်းကြီးမှာမခင်ထားတယောက်မမောနိုင်မပန်းနိုင်ပဲနဲ့ကျုပ်တို့ခြံဝိုင်းတွေကိုဝင်လာတယ်ဗျခေါင်းမှလည်းထောင်းပြဲကြီးကိုရွက်လို့ဗျဩထောင်းပြဲဆိုတာကလေဈေးတဲ့တွေရွက်တဲ့ဘက်ပြပြတောင်းကြီးကိုခေါ်တာကျုပ်လည်းမနေနိုင်တာနဲ့အဲ့ဒီတောင်းကြီးကိုပြေးကူမှပြီးတော့ချပေးလိုက်ရတယ်အမေမခင်ထားလာတယ်ဗျအမေကအိမ်နောက်ဖေးကနေပြေးထွက်လာတယ်။အကြီးတရက်သီးတွေပါတယ်။နောက်ပြီးအောက်ပြေထွက်ငကွန်းရှနဲ့ငမဲလုံး6တွေလည်းပါတယ်အကြီး။အားပေးပါဦး။အဖေနဲ့အမေကမခင်ထားကိုတွေ့တိုင်းစကားမပြောဘဲတက်ပြင်းမဲ့အရင်ချတာထုံးစံပဲဗျ။မခင်ထားတရက်သီးတွေကတော့ဝင်းမဲ့နေတာပဲဗျာ။ကျုပ်တို့ခြုံဝိုင်းထဲမှာတရက်ပင်3ပင်ရှိရမလို့တရက်သီးတော့တမုံစားရတယ်ဗျ။အေးကွယ်နေ့ဦးကြီးအကြိုက်ငကွန်းရှက်လေးနည်းနည်းယူချင်တယ်။အမေကိုမခင်ထားကငချောက်ရောင်းနေတာကိုကျုပ်လည်းကြည့်နေမိတယ်။မခင်ထားကတော့လှုပ်တာကိုင်းတာမြန်ဆန်းနေတာပဲ။အကြီးရဲ့ငမဲလုံးစားပါအောင်လား။အသားအရန်ဆူတာနော်။မီးလေးမြိုက်ပြီးတော့နန်းစီလေးထက်လို့ရတော့လေ။စားကောင်းချက်တော့။ဦးလေးလည်းတိတ်ကြိုက်မှာတော့။အစိတ်သားလောက်ယူပါလား။တော်စမ်းပါအေး။ငမဲလုံးကတက်တယ်ဟာ။နောက်ပြီးအိမ်ကမိန်းကလေးတွေနဲ့မတက်ဘူး။အော်အကြီးကလည်းမိန်းကလေးတွေနဲ့မတက်လဲယောက်ျားလေးတွေစားဖို့စိတ်ချပါခင်ထားငချောက်ကလေစားဖို့အသားဆူတဲ့ငချောက်တွေရေးလေးရဲ့အကြီးလေးတစ်ခါလောက်စားပြီးတသက်လုံးဆွဲသွားစေရမယ်နောက်ဆိုရင်လေခင်ထားကိုတွေ့ရနဲ့ငမဲလုံးလို့လမ်းပြီးခေါ်နေရမယ်အကြီးလေးရဲ့အေးပါဟဲ့ညီးပဲအပြောကောင်းဒါဆိုလဲအစိတ်သားထက်ချင်မခင်ထားစီရောက်ပုံကိုကြည့်ပြီးတော့ကျုပ်တို့သဘောကျတယ်ဗျာရောင်းလဲရောင်းတတ်တယ်ဗျဟောအခုပဲကြည့်လေငချောက်နှမျိုးလုံးကိုဝယ်ပြီးတာတောင်မှသူ့တရက်တီကိုအမေကိုစမ်းနေပြန်ပြီတော်ပြီခင်ထားရဲ့ငါတို့ခြံကရင်ခွဲသီးတွေဟိုနေ့ကမှမဲ့အုပ်ထားတာအများကြီးရှိသေးတယ်။အိုးအကြီးလေးကလည်းခင်ထားအသီးတွေကရင်ခွဲဆိုပေမဲ့လေမန္တလေးကလာတဲ့မန္တလေးရင်ခွဲရှင်စားကြည့်အကြီးလေးတို့ရင်ခွဲတွေထက်ပိုချိုတယ်ပိုမွေးတယ်ဖះဆွန်းတို့ကပ်ဖို့ចောင်းစော်ပေါ်တင်ထားရင်လေတအိမ်လုံးကိုမွေးကြိုင်သွားမယ်အိမ်ကိုလာတဲ့ဧည့်သည်တွေကြွလိုက်ရေးလေဒီအိမ်မှာတစ်သက်လုံးကိုနေချင်သွားလိမ့်မယ်မခင်ထားပြောတော့အမိကရီပါရောဗျာဒါနဲ့ပဲတရက်တီလေးလုံးဝဲသွားဖြစ်တယ်ပေါ့ဗျာမခင်ထားကအဲ့လိုဇီးရောင်းကောင်းတာဗျတရက်တီထွက်တဲ့အိမ်ကိုတရက်တီရအောင်ရောင်းနိုင်တော့နဲတဲ့အရေးချင်းမှမဟုတ်တာဗျာကျုပ်တို့ငငယ်ကတင်မှုတဲ့ဗပဲရွာမှာအယောင်းနိုင်အောင်စူးစမ်းရမယ်ဆိုတဲ့လူမျိုးဗျဒါပေမဲ့မခင်ထားကအညွန့်ကောင်းတဲ့လောက်သူ့ရဲ့တရက်တီတွေကမဟန်ပါဘူးဗျာတိတ်မရင်ခင်မှာအုပ်ထားတော့အသားကပြော့ပြီးတော့အနက်မွေးတယ်ဆိုပေမဲ့လေအရသာကချင်းလိုက်တာဗျာငမဲလုံး6ဆိုရင်လေခါတက်တက်နဲ့အပြင်ငန်းကလည်းအတွန်းငန်းတာဆိုတော့တအိမ်လုံးစားမဲ့သူမရှိလို့နောက်ဆုံးတော့ခွေးပိန်မစီကိုအလက်ကျသွားတာပေါ့ဗျာင
ငါပြနေတဲ့ခွေးပိန်မတောင်မှငမဲလုံးကိုမစားနိုင်လို့ရှာနဲ့ရက်လိုက်ရီးပြေးတောက်လိုက်နဲ့လုံနေရတာဗျကျုပ်ကတော့မခင်ထားကိုမကျေနပ်ဘူးပြိုအမေဒီတစ်ခါမခင်ထားလိုက်ရင်ဘာရောက်မဝင်နဲ့သူကကြုံညာအားပဲကောင်းတာသူ့ကုံတွေကကောင်းမှမကောင်းပဲအမေတို့ကသူတော်ကောင်းကြီးတွေဗျဒီလိုမပြောပါနဲ့တားရဲ့မခင်ထားခမမလေးလင်းယောက်ျားရှိရတာနဲ့တရွာဝင်တရွာထက်နဲ့လှုပ်ရှားနေရတာတနာဖို့ကောင်းပါလေတားရဲ့ဒါပေမဲ့နောက်ဆိုရင်တော့ရှုပ်ဝယ်မှပဲတားရဲ့အမေတို့ကလည်းလေဟိုကအမေတို့ကိုရက်ပတ်စားနေတာအမေတို့ကခန်းလို့ကောင်းလို့ခံနေကြတာသူ့ယောက်ျားမရှိတာလေထောင်ကျနေတာကိုအမေကအဲ့လိုမပြောပါနဲ့တားရဲ့မခင်ထားဘဝတနာစရာကောင်းလာပါတယ်ငါသားမသိတော့သူ့ကိုဘယ်လိုလုပ်ပြီးကိုချင်းစာတတ်မလဲနော်ဘာရီတနာစရာကောင်းနေလို့လေအမေကဒီတော့မှအမေကကျုပ်ကိုမခင်ထားအကြောင်းကိုတိတိကျကျပြောပြနေတာဗျမခင်ထားကချောသလောက်လာသလောက်ယောက်ျားသားတွေဝိုင်းဝိုင်းလည်နေသလောက်နောက်ဆုံးအိမ်အောင်ကြတော့ကျုပ်တို့ရွာကကိုတက်တင်ကြီးနဲ့ညားပါရောဗျာကိုတက်တင်ဆိုတာကလူမိုက်တယောက်ပဲရုပ်ရည်ကတော့ကနွဲ့ကလျာနေဗျပတ်ချိုက်နှစ်ဖက်ဆိုတော့ကြည့်ပြောရှုပြောလို့ပြောရမယ်ပေါ့ဗျာကိုတက်တင်တို့မိဘတွေကသမီးကြီး9ယောက်မွေးထားတာဆိုတော့အငယ်ဆုံးသားလေးတက်တင်ကိုဖူးဖူးမှုတ်ထားကြတာပေါ့ဗျာကိုတက်တင်ကအကောင်းဆုံးရှက်အင်ကြီးကိုဝတ်တယ်သူနေထိုင်တာကမြို့ကလူတွေနေတယ်လို့အကောင်းစားတွေဝတ်အကောင်းဆုံးဆိုတဲ့အရာတွေကိုသုံးနေပြီးတော့မြို့သားစတိုင်ပေါက်နေတာပေါ့ဗျာဒါပေမဲ့သူ့ကိုကျုပ်တို့ရွာကဘယ်မိန်းကလေးမှမမှန်တဲ့အပြင်စိတ်တော်မကူးကြပါဘူးဗျာဘာလို့လဲဆိုတော့သူကလူစုကိုဗျဆိုးတာမှကပ္ပချားမှာဓာတ်သုံးလက်ထိုးပြီးတော့တွားတက်တဲ့သူဗျဓာတ်သုံးလက်ဆိုတာကဓမြောင်ကလေးတွေဗျကိုသက်တင်ရဲ့လက်ဆွဲတော်ပေါ့ဗျာကိုသက်တင်ကဓာတ်ပေါက်တဲ့နေရာမှာအင်မတန်ကျွမ်းကျင်တာဗျ9နှစ်သားလောက်ကလေးကဓာတ်ပေါက်နေတာဆိုတော့အခုအသက်အရွယ်ထိဆိုတော့တိတ်ကျွမ်းကျင်နေပြီပေါ့ဗျာဘလောက်ထိတော့တက်တယ်လဲဆိုရင်တံပြာသီးကိုမိုးပေါ်ပစ်တင်လိုက်တဲ့ဆိုရင်မြေမကျခြင်းဓာတ်နဲ့ဖောက်ခွင်းနိုင်နေတယ်ဗျာတစ်ပင်တွေမှာပြစ်မှတ်ကြီးချိန်ပြီးတော့ပြင်လဲအလဲဆုံးကနွားမြက်လုံးလို့ခေါ်တဲ့ကြက်ပြားဝိုင်းလောက်ရှိတဲ့ပြစ်မှတ်ကလေးကိုဓာတ်သုံးစီလုံးဆက်အောင်ပြစ်နိုင်တဲ့သူပေါ့ဗျာအဲဒီကနေတဆင့်တက်ပြီးတော့ပြင်ပြားကြီးတွေကိုလူပုံစံလုပ်ပြီးတော့ဆွေးရည်နဲ့မျက်လုံးတွေနှာခေါင်းတွေပါးစပ်တွေဆက်ထားတာပေါ့ဒါကိုပေ30လောက်အကွာကနေပြီးတော့ဘဲဘက်မျက်လုံးဆိုရင်ဘဲဘက်မျက်လုံးညာဘက်မျက်လုံးဆိုရင်လည်းညာဘက်မျက်လုံးကွက်တိဆိုင်မှန်အောင်ပြစ်နိုင်နေတယ်ဗျာသူ့ဓာတ်သုံးလက်ကလည်းနာမည်ကြီးဗျမြိုင်သားကပပဲဆရာကိုယ်တိုင်လှုပ်ပေးထားတဲ့ဓာတ်သုံးလဲဗျသူ့ရဲ့လက်ဆွဲတော်ပေါ့ဗျာသူ့ဓာတ်ပေါက်ပညာကကျွမ်းကျင်လွန်းတာကြောင့်စက်ကအဖုတ်ကနေတောင်မှပွဲချေးပြီးတော့ခေါ်ပါသေးတယ်ဒါပေမဲ့သူကအလုတ်လုတ်တတ်တဲ့လူစားမျိုးမဟုတ်ဘူးဗျသူ့အနေနဲ့အလုတ်မလုတ်လဲအေးအေးဆေးဆေးပေါ်ကြောနေလို့ရတယ်မဟုတ်လားမိဘတွေကဖူးဖူးမှုတ်အမတွေကလည်းအလိုလိုက်ထားတာမလို့အချိန်ပြစ်ကိုအရက်တော့အပေါင်းအသင်းတွေနဲ့ပြောပါပြီးတော့ငူယူတောင်းချက်နေတဲ့လူတယောက်ပေါ့ဗျာဒီမှာမခင်ထားနဲ့တွေ့တော့တာပဲဗျာမခင်ထားကတရားသူဆိုတော့လေသူ့အကြောင်းမသိဘူးပေါ့ဗျာသူ့နောက်ကြောင်းကိုစုံစမ်းတော့လေကျုပ်တို့ရွာကငွေရှင်ကျေးရှင်တွေလို့သိတော့ကိုတက်တင်နဲ့လက်ခံပြီးတော့ပြောဆိုတာပေါ့တညမှာတော့ကိုတက်တင်ကမခင်ထားကိုခူးပြေးတော့တာပဲမခင်ထားကလည်းအကြောက်ကန်ကြီးနေတဲ့ဒါပေမဲ့သူနဲ့မလိုက်ရင်ဓာတ်နဲ့ပေါက်တက်မယ်လို့ပြောတော့မခင်ထားလည်းမငင်းရတော့ဘူးပေါ့အဲ့မှာမခင်ထားဘကဆက်ပြီးရေးတိန်နေရတာပေါ့ဗျာကိုတက်တင်နဲ့ရပြီးတော့ကိုတက်တင်ကဘာအလုံးမှမလုပ်တဲ့အပြင်မိမရပြီးမှပိုဆိုးလာတာကမခင်ထားကိုနှိပ်စက်တတ်တာပဲဗျကိုတက်တင်ကငငယ်ကလေးကကြက်ကလေးငက်ကလေးတွေဆိုရင်ခြေထောက်ကိုထိအောင်ပစ်ပြီးတော့အဲ့ဒီခြေပြကြီးနဲ့သွားနေတာကိုထိုင်ကြည့်ပြီးတော့သဘောကျတတ်တဲ့လူမျိုးစုပဲတားကောင်တွေတက်ရင်လေဒီတိုင်းမတက်ပဲနဲ့ဝေဒနာခံစားရအောင်မိပြီးတက်တယ်ဆိုပဲဗျအဲ့တော့မခင်ထားကိုလည်းသူကချစ်တယ်ဆိုပေမဲ့နှိပ်စက်တော့တာပေါ့ဗျာအစိုးပေါ်အစိုးဆင့်ဆိုသလိုကိုတက်တင်ရဲ့မိဘနှစ်ပါးကရွှေဘိုဘက်ကိုသွားရင်းနဲ့တပြတိုက်ခံရလို့အတူတူဆုံးမသွားတော့ကိုတက်တင်ကစီးစိမ်တွေအမွေရပြီးလူမိုက်ကြီးလုံးလုံးဖြစ်သွားတာပဲသူ့အမတွေကအိမ်တော်ရက်သားကြပြီးတော့အိမ်ခွဲနေကြတာကိုဗျာလူမိုက်တွေနဲ့ပေါင်းပြီးတော့ဟိုကိုင်းဒီကိုင်းတွေဖွဲ့ပြီးတော့မကောင်းတာတွေလုပ်ကြတယ်ရန်ဖြစ်လာရင်လေဓာတ်နဲ့ပေါက်ပြီးတက်တာဗျအမွေတွေအကုန်လုံးရထားတာဆိုတော့ငွေထုတ်ပိုက်ပြီးတော့လိုက်ရှင်းလို့သာထောင်တန်းနေမကြတော့တာတဲ့ဒီလိုနဲ့တကယ်ဆိုးမိုက်တဲ့လူစိုးကြီးဖြစ်နေတာပေါ့တနေ့မခင်ထားကိုလည်းနှိမ့်ဆက်တာနှီးမျိုးစုံပဲအဖေတို့ကပြောတော့လည်းမရတဲ့အပြင်သူ့ကိုပြောတဲ့သူမှန်သမျှကိုဓာတ်နဲ့ပေါက်တက်မယ်လို့ကျင်းသွားတယ်အဲ့ဒါကြောင့်ဘယ်သူမှလည်းဝင်မပါရဲကြတော့ဘူးဗျာဒါပေမဲ့လွန်ခဲ့တဲ့10နှစ်ကျော်လောက်ကလူတယောက်ကိုဓာတ်နဲ့ပေါက်တက်လိုက်ရင်အဲ့လူကအရာရှိရဲ့တာဖြစ်နေတယ်ဗျစီးစိမ်ကောင်အောင်လိုက်ပြီးဖြည့်ရှင်းတာတောင်မှထောင်ကျသွားတယ်တဲ့ဗျာ
ဒီအကြောင်းတွေကျုပ်တို့လည်းသိမသိလိုက်ဘူးအမေအခုပြောပြတော့မှရေးရေးလဲလဲသိသွားတာသိသွားတော့လေအမေတို့လိုမျိုးပဲမခင်ထားကိုတနာသွားမိတယ်တရက်တော့ကျုပ်တော်တွေကပြန်အလာမှာရွာထိပ်တစ်ပင်ကြီးအောင်မှာလူတယောက်ထိုင်နေတယ်ဒီလူကိုကျုပ်လည်းမမြင်ဘူးလို့တေးသေးချာကြည့်နေတာပေါ့ဗျာစပင်းနေလဲဖြူနေပြီးတော့လူကလည်းပိန်ချုံနေတာပဲဗျကျုပ်ကြည့်တော့သူကကျုပ်ကိုပူကြည့်ကြည့်တယ်ဗျဟိတ်ကောင်ဘာကြည့်တာလဲမင်းကလူမိုက်လားလူမိုက်မဟုတ်ပါဘူးဗျခမားကရောဘာတူလဲဘာလို့ကျုပ်တို့ရွာထိပ်မှာလာထက်နေရလဲဘာတူနဲ့တွေ့ချင်လို့လဲအောက်မှာဒီကောင်လေးကတော့ငါရွာငါပြန်လာတာကွမင်းကတော့ငါအကြောင်းမသိဘူးထင်တယ်မင်းတို့အကြောင်းသိအောင်ပြလိုက်အောင်ပါပဲအဲ့ဒီလူကြီးကထိုင်နေရင်းနဲ့လက်ကိုတစ်ချက်ဝှက်လိုက်တယ်ဗျအဲ့ဒီအချိန်မှာပဲကျုပ်ဆောင်ထားတဲ့ခမောက်ဟာတောက်ကနေလာမိတာနဲ့ကျုပ်လည်းခမောက်ကိုဖြုတ်ကြည့်တော့ခမောက်မှာ9လက်မလောက်ရှိတဲ့တံမြောင်ကလေးကစိုက်ဝင်နေတယ်ဗျခမောက်ကိုဖောက်ပြီးတော့ဝင်နေတာဒီထက်လက်မဝဲလောက်စိုက်ဝင်ရင်တော့ကျုပ်ကောင်းပေါက်ပြီးဗျကျုပ်လည်းလန့်သွားပြီးတော့ခမောက်ကိုပြစ်ချလိုက်တော့တယ်ဘက်နဲ့လဲကောင်လေးငါမင်းကိုတတ်ချင်တယ်ဆိုရင်မင်းခုနကလေးကတေးပြီးပြီကျုပ်သူ့ကိုကြည့်ပြီးတော့တေးလိုက်ပြီလေဒီလောက်ဓာတ်ပေါက်တာတော့မှတော့ဥသက်တင်ကြီးပေါ့ဗျာကျုပ်လည်းခမောက်ကိုတော့ပြန်မကောက်တော့ပဲစင်းမြစ်တွေထမ်းပြီးတော့ရွာထဲကိုអော်ပြီးတော့ပြေးဝင်လာခဲ့တာပေါ့ဗျာဥသက်တင်ကြီးလာပြီဥသက်တင်ကြီးပြန်လွတ်လာပြီဥသက်တင်ကြီးပြန်လွတ်လာပြီအဖေအိမ်ကိုရောက်တာနဲ့အဖေကိုအရင်ဆုံးတတိဥကောင်ပြောရတာပဲအဖေကတော့သူ့ပုံစံအတိုင်းအင်းမလို့အဲမလို့ပဲခေါင်းပဲညိတ်တယ်အေးလေ15နှစ်လောက်ထောင်ကြတယ်ဆိုပေမဲ့ရှုပ်ရက်တွေဘာတွေရလို့လာမှမသိတာဥသက်တင်ကြီးကရွာထက်ကဥတရုတ်ကြီးတို့အရက်ဆိုင်မှာဝင်ပြီးတောင်းချမ်းသွားသေးတယ်သူများပြောတာကတော့ဥတရုတ်ကြီးစီကအရက်ဝယ်လို့ဥတရုတ်ကြီးကပတ်စံတောင်းတော့သူ့ကိုတောင်းရကောင်းလားဆိုပြီးတော့ဥတရုတ်ကြီးရဲ့လက်ထက်ကပလင်းကိုဓာတ်နဲ့ခွဲပေါက်တယ်တဲ့ဗျာအဲ့မှာရင်ရုပ်တဲတဲဖြစ်ကုန်တာပဲနောက်တော့ရွာလေလန်းအတိုင်းကိုကြွမြန်းလာပါပြီဗျာလက်ထဲမှာလည်းအရက်ပလင်းနှလုံးကိုပိုက်လို့ဗျရွာသားတွေအကုန်မြင်တာအောင်လို့သူ့ခါမှာဓမြောင်3ချောင်းကိုထိုးထားသေးတာဗျဇီးကုန်းရွာကိုတက်တင်ပြန်လာပြီဟဲ့မိုက်တဲ့ကောင်တွေထက်ခဲ့ကြစမ်းရွာကိုစိန်ခေါ်သွားသေးတာဗျရွာကလူတွေကလည်းနိုးတွေကသူ့ကိုအော်ချောင်းလန့်နေတာဆိုတော့ဘယ်သူမှလည်းအဖက်မလုပ်ဘူးပဲဗျာကဲကြပါအောင်ရှင်ဟောဗျာကျုပ်တို့ညစာစားနေတော့အတန်ကြားရပြီးတော့ကြားလိုက်ရတဲ့အတန်ကမက်ခင်ထားရဲ့အတန်ပဲဗျရွာကလူတွေကလည်းပြေးကြည့်ကြတော့အဖေကလည်းလက်ဆေးပြီးထပ်ပြေးတော့တာပဲကျုပ်လည်းထုံးစံအတိုင်းပဲအဖေရဲ့ငှက်ကြီးတောင်ဓာကြီးကိုဆွဲပြီးတော့အနောက်ကနေလိုက်ရတာပေါ့ဗျာကျုပ်တို့ရောက်တော့ဦးသက်တင်ကြီးတို့ခြံရှိမှာလူတွေအုံနေပါပြီဦးသက်တင်ကမက်ခင်ထားကိုအိမ်ရှိကတိုက်တလုံးမှာကြိုးချီထားတယ်ဗျသူတို့အိမ်ကခြေတန်းရှိအိမ်အမြင့်ကြီးဆိုတော့အတိုင်းသားမြင်နေရတာပေါ့ဗျာပြီးတော့မက်ခင်ထားကိုလည်းဘယ်ပြန်ညာပြန်ပါးတွေကြီးရိုက်နေတာကောင်မမှန်ပြောစမ်းငါမရှိတော့နေ့ကိုဘယ်လင်ငယ်ကထောက်ပတ်နေလို့နေပြောင်ရောက်နေရတာလေမဟုတ်ပါဘူးကိုသက်တင်ရဲ့ခင်ထားပါတာဈေးရောက်ပြီးရှာထားတာပါဦးသက်တင်ကမက်ခင်ထားဝေးထားတဲ့ကြောက်စီရွှေနဂကလေးကိုကြည့်ပြီးတော့နဂတ်ကိုကင်ပြီးတော့စက်ကနေဆွဲပြုတ်တာဗျာမက်ခင်ထားမှအော်လိုက်တာဝက်တန်ကိုပေါက်နေရပဲခမည်းတော်စဉ်းစားကြည့်စမ်းနဂတ်ကိုအတင်းဆွဲဖြတ်ခံရတော့ဘယ်လောက်တောင်နာမလဲဟက်ကောင်မနင်းကန်အော်မနေနဲ့နောက်တစ်ဖက်ဖြုတ်ဖို့ကြံသေးတယ်နောက်တစ်ဖက်ကိုထားဆွဲမယ်လို့တော့အဖေကဝင်မပါလို့မရဘူးလေဟက်ကောင်တက်တယ်မင်းသူ့ကိုနှိပ်စက်တာတော်လောက်ပြီဦးသက်တင်ကအဖေကိုမိုက်ကြည့်ပြန်ကြည့်တာဗျ။အော်လက်ဆက်တက်တော့တကြီးမင်းတောင်ကျုပ်အိမ်ကိုရောက်နေတာကိုနေစမ်းပါအောင်လူတွေလည်းများလာကြည်လားဘာလုပ်တာလဲဗျ။ဘာလုပ်ရမလဲကွ။မင်းခင်ထားကိုနှိပ်စက်နေတာတော်လောက်ပြီကွာ။ပတ်ဝန်းကျင်လည်းအနောက်ရှက်ဖြစ်တယ်ကွ။ဦးသက်တင်ကတောက်မင်ကစရာကောင်းအောင်ပြုံးလိုက်တယ်ဗျ။နေပါအောင်ကျုပ်မိမကိုကျုပ်ဆုံးမတာတကြီးကဘာဖြစ်လို့ဝင်လာနေတာတော့ဗျ။ဘာလဲတကြီးကကျုပ်မိမကိုကျုပ်မရှိတော့တော်စံတက်တယ်မင်းငါ့ကိုမစော်ကားနဲ့ခင်ထားကကောင်းရောင်းကောင်းဝယ်လှုပ်ရှားနေတာမင်းမရှိတဲ့အချိန်လဲအရွယ်ကောင်းပေမဲ့အခြားလူမရှာဘဲနဲ့တယောက်တည်းရုန်းကန်နေတာတရားလုံးမျက်မြင်ပဲမင်းအเจ้าမဲ့နှိမ့်ဆက်နေတာရက်လိုက်တော့ဒီမှာတကြီးခမည်းအားရနေတိုင်းသူများအတွင်းရွေးဝင်မပါနဲ့ကျုပ်ဖာသာကျုပ်မိမကိုနှိမ့်ဆက်ရုံမကလို့တက်ချင်တတ်မယ်ခမည်းတို့နဲ့မဆိုင်ဘူးခမည်းတို့နားမခံနိုင်နားထဲမှာကွန်းဆဆွတ်ထားကြကျုပ်အားလုံးကိုတတိပေးလိုက်မယ်နော်ကျုပ်တို့လင်မယားကြားမှာဝင်ပါတဲ့လူဘယ်သူမဆိုကျုပ်အရှင်မထားဘူးဟိတ်ကောင်တက်တယ်မင်းတော်တော်မရိုင်းနေကောင်ပဲအခုမှထောင်ကလွတ်လာတာကို
မင်းကရန်စကားပြောချင်သေးတယ်ပေါ့ဟုတ်လားတကြီးอ่ะကျုပ်ကထောင်းဆိုတာကိုကြောက်ကိုမကြောက်တော့တာဒါကြောင့်ဟောဒီကတကြီးမင်းကြီးလဲသူများလင်မယားကြဝင်မပါဘဲနဲ့အေးအေးဆေးဆေးအိမ်ပြန်ပြီးတော့ကိုမိမနေကိုပြန်နဲ့နေဟုတ်ပြီလားဓားကင်ထားတဲ့ကျုပ်လည်းမနေသားတော့ဘူးဗျအဖေမို့သီးခံနိုင်လို့နေကျုပ်လည်းဓားကိုတအိမ်ထဲကနေချုပ်ပြီးတော့အဖေဘေးကိုဝင်ရလိုက်တယ်အဖေကကျုပ်ကိုတားတယ်မလုံနဲ့သားဦးသက်တင်ကကျုပ်ကိုကြည့်ပြီးပြုံးနေဗျအောင်မညနေကကောင်းလေးပါလားမင်းကတကြီးရဲ့တားတယ်လားဒါဆိုရင်တော့မင်းလည်းမင်းဖေလိုပဲငကြောက်လေးပေါ့ကွာကျုပ်စိတ်တွေထိမရတော့ဘူးဗျာဦးသက်တင်ကအနောက်ကိုခြေလန်းကားလန်းလောက်ဆုပ်လိုက်ပြီးတော့ဒီမဲ့ကောင်းလေးမင်းတက်တိရှိတယ်ဆိုရင်ငါရဲ့ပေါက်သားတစ်ချောင်းကိုရှောင်ပြစမ်းပါမင်းရှောင်နိုင်ရင်ငါမင်းရဲ့အရှိမလဲဆင်းပေးလိုက်မယ်ကျုပ်လည်းဓာတ်ကင်ထားပေမဲ့ကြောက်သွားတာပေါ့ဗျာမကြောက်လို့ရမလားဗျဦးသက်တင်ရဲ့ပေါက်သားအစွမ်းကိုညနေကကိုယ်တိုင်ကြုံလိုက်ပြီလေခမောက်ကိုဖောက်တဲ့အပြင်ကျုပ်ကောင်းကိုမဖောက်အောင်ပေါက်နိုင်နေဆိုတာတုံယုံလက်ဆမဟုတ်ဘူးဗျလာစမ်းပါကောင်းလေးရဲ့ညနေကမိခမောက်ဆုံးပြီနော်အဖေကကျုပ်လက်ထဲကဓာတ်ကိုဆွဲယူလိုက်တယ်တော်ရင်ငါသားသူနဲ့ဖက်ဖြစ်မနေနဲ့လာငါတို့တွေပြန်ကြမယ်ကျုပ်ကစိတ်ထဲတော့အခဲမကြည့်ဘူးပေါ့ဗျာဦးသက်တင်ကရေးတယ်ဗျသွားကြငါကြောက်ကြီးနဲ့ငါကြောက်လေးတို့သားဖဒီမှာဟိတ်ကောင်တက်တယ်မြို့ငါတခါတည်းလူစုံလုံးပြောလိုက်မယ်ငါနောက်ဘယ်တော့မှမင်းတို့လင်မယားကြားထဲဝင်မပါသလိုမင်းတို့ချင်းဖြစ်တဲ့ပြဿနာကိုလည်းမရှင်းပေးဘူးခင်ထားညီလဲညီတိုက်နဲ့ညီကန်ခံပြီးတော့ငါတို့အိမ်ကိုလည်းနင်တို့မလာကြနဲ့အဖေကထွက်သွားတော့ကျုပ်လည်းသူ့နောက်ကနေကုတ်ချောင်းချောင်းနဲ့လိုက်ခဲ့ရတာပေါ့ရွာသားတွေကလည်းတီတိုပြောကုန်ကြတာပေါ့ဘယ်တနိုင်မလဲဦးသက်တင်ကြီးပြောသလိုပဲသူတို့လင်မယားချင်းအတင်းရွေးလို့သာမှတ်လိုက်ရုံပေါ့ဗျာမခင်ထားကတော့ဝှစ်ကြီးကြီးတယ်ပေါ့အဖေလည်းတော်တော်ကိုစိတ်တူနေတယ်ဗျနီကျုပ်တောင်စိတ်တူသေးတာသူကတရားလုံးရဲ့ခေါင်းဆောင်တကြီးမဟုတ်လားသူကြီးကိုဒီလိုကောင်ကစောကားတာကိုအဖေကအေးအေးဆေးဆေးတုတ်ပြန်တာကိုပဲကြောက်ချီကျူးပါတယ်နောက်မှသိရတာကဦးသက်တင်ကအဖေကိုလုံးဝမကြည်နပ်ဘူးဗျဘာလို့လဲဆိုတော့သူထောင်ကြတဲ့အမှုမှာအဖေကရွာလူကြီးအနေနဲ့တက်တည်လိုက်ပေးရတယ်ဦးသက်တင်ကိုလူဆိုးလူမိုက်တယောက်ပါရွာမှာလည်းပြစ်မှုတွေကျူးလွန်ခဲ့မှုပါတယ်ဆိုပြီးတော့တက်တည်ထွက်ဆိုပေးရတာပေါ့ဦးသက်တင်ကဒါကိုလည်းမကြည်နပ်ဘူးပေါ့ဗျာနောက်ရတော့မိုးမလင်းသေးဘူးအတန်ကြားရပါပြီဒီတစ်ခါတော့မခင်ထားအော်တန်မဟုတ်ဘူးဗျရွာလူတွေရဲ့အော်တန်နေအဖေနဲ့ကျုပ်လည်းဘာဖြစ်တာလဲဆိုပြီးတော့ထွက်ခဲ့ရတာပေါ့ဗျာထုံးစံအတိုင်းပဲဦးသက်တင်တို့ခြံဝိုင်းမှာလူတွေအုံနေပါရောလားကျုပ်တို့ရောက်တော့မှဦးသက်တင်ကမခင်ထားကိုအိမ်တိုင်းမှာကျိုးနဲ့ချီပြီးတော့မခင်ထားရဲ့ခေါင်းပေါ်မှာတော့တဲ့သီးတစ်လုံးကိုတင်ထားတာဗျပြီးတော့လက်ထဲကဓာတ်ကိုလည်းတဆက်ဆက်နဲ့လုံနေသေးတာရွာသားတွေကတော့ဆက်ကပွဲကြည့်နေတယ်လို့ပေါ့ဗျာအော်ဟိဆူမြင်နေတာပေါ့မခင်ထားရဲ့ပါဇက်ကိုအဝိဆ္ဆနဲ့ဆွတ်ထားလို့မခင်ထားကမအွန်နိုင်ပဲတီးအီနေဗျဓာတ်တွေမကသေးလို့ဦးသက်တင်ကကွက်ပြစ်ပေါ်တင်ထားတဲ့အရက်ပလင်းကိုကောက်ပြီးတော့မော့လိုက်သေးတယ်သူ့မျက်လုံးတွေကရီဝေးနဲ့လမ်းလျှောက်တာလေဒိန်းဒိယန်နေဗျနောက်တော့ပေါက်ဓာတ်ကိုလက်မကင်လိုက်ပြီးတော့ငင်းငင်းနေစမ်းခင်ထားနေလို့ရင်နင့်နဖူးကိုငါပြစ်မိလိမ့်မယ်အဖေကလက်ပြန်သွားတယ်ဘာမှမပြောချင်တော့ဘူးပေါ့ကျုပ်ကတော့ကြံပြီးတော့ကြည့်နေတယ်ဦးသက်တင်ကြီးလောက်မှုနေတဲ့ဂျာရီကနေမခင်ထားခေါင်းပေါ်ကတည့်တီးကိုထိအောင်ပြစ်နိုင်ပါမလားပေါ့နောက်တော့ဦးသက်တင်ကလေချင်းတစ်ချက်ကိုအိတ်ကနေတက်လိုက်ပြီးတော့ဓာတ်ကိုဖောက်ကနေလမ်းပေါက်လိုက်တာဗျာဒါကမခင်ထားခေါင်းပေါ်ကတည့်တီးစင်းကိုကွက်တိထိပြီးတော့တည့်တီးကပြုတ်ကျပြီးတော့နှချမ်းကွဲသွားတော့တာဓာတ်ကိုတေချာကြည့်တော့မှာပဲဓာတ်ကတည့်တီးစစ်ကိုတောင်ဖောက်တယ်ဗျာဘလောက်ပြင်းနေအားလဲဆိုတာတွေ့တာကြည့်ရောဗျလူတွေကတော့တယောက်တစ်မျိုးစီပြောနေကြတာဦးသက်တင်ကြီးကဓာတ်တက်လက်ကင်ပြီးတော့ကျုပ်ကို PTT မျက်နှာထားနဲ့ကြည့်နေလို့ကျုပ်လည်းအမြန်ပြန်လိုက်ရတယ်ဗျာမတော်လို့စိတ်ယူပေါက်ပြီးတော့ကျုပ်ကိုပြစ်ထက်လိုက်ရင်တော့ဘယ်လိုလုပ်မလဲဗျကျုပ်လုံးဝမကြည်နပ်ဘူးဗျာဒေါ်ဆက်ကတစ်ပင်ကြီးအောင်မှာဥပတာကြီးကိုကျုပ်ကဖြစ်ချောင်းကုံစင်ပြောပြနေတာဗျာဥပတာကြီးကညကလာမကြည့်တော့မသိလိုက်ဘူးလေမင်းတို့ကလည်းမင်းတို့ပဲသူများလည်းမရဘာဖြစ်ဖြစ်ပေါ့ကွာအနေသာကြီးကိုအိုးဗျာသူတို့လည်းမရဖြစ်ချင်းတိုးတိုးတိတ်တိတ်ဖြစ်ကြလေအခုခါကစူညံနဲ့နောက်ပြီးတော့ဓာတ်တရန်နဲ့ဗျဒါကရောက်ရအေးချမ်းတာရရေးကိုထိခိုက်စေတယ်ဗျကျုပ်လည်းဥပတာကြီးကိုစိတ်တူမိတာပေါ့ဗျာ
သူခံရတာမဟုတ်တော့သူကပြောအားရှိတာပေါ့နောက်ပြီးတော့သူ့လင်သူ့မယားရန်ဖြစ်တာတွေမကပဲကျုပ်ဖေကိုစော်ကားတာဗျကျုပ်ကိုစော်ကားတာကိုကျုပ်ကသိခံနိုင်ပါသေးတယ်အဖေကတကြီးဗျတရားလုံးကလေးစားတဲ့တကြီးကိုသူကဒီလိုမျိုးပြောတာတော့ကျုပ်သိမခံနိုင်ဘူးဗျအခုဆိုရွာထဲကလူတွေကအဖေအကြောင်းတွေတီးတိုးပြောနေကြပြီဥပဒါကတော့အေးအေးလူလူပဲကျိန်လုံးကြီးကိုကန်ပြီးတော့တောဆက်မှာသူ့နွားတွေအရေးခုနေတာကိုကြည့်နေတယ်ပြီးတော့မှဒီမခံနိုင်တော့မင်းကဘာလုပ်မယ်လို့စိတ်ကူးထားတာလဲဒီလူကြီးကိုကြောက်ချောင်းနေတာကြပြီအခွင့်တာလို့ကတော့ဒီလူကိုဓာတ်နဲ့ပြေးထုတ်ပြမှာဗျဟောဒီမှာတွေ့လားဒါကျုပ်လေခါးကြားထဲမှာဖွဲ့ပြီးတင်လာတဲ့ကိုယ်လေးမလောက်ရှိတဲ့ဓမြောင်လေးကိုထုတ်ပြလိုက်တယ်ဥပဒါကြီးကနည်းနည်းတော့လန့်သွားပုံပဲဗျမဟုတ်တာတွေမတွေးစမ်းပါနဲ့ကွာလူမိုက်နဲ့ပြန်ပြီးဖြစ်မနေစမ်းပါနဲ့ဥပဒါတို့အဖေတို့ပြောလိုက်ရင်ဒီတန်းကြီးပဲကျုပ်ကတော့ဒီကောင်ကိုမကြောက်ဘူးဒီမဲ့အလတ်ကောင်လူမိုက်ကိုရှောင်တာကြောက်လို့ရှောင်တာမဟုတ်ဘူးကွတို့လန်းသွားတဲ့အခါခွေးချီးပုံတွေနွားချီးပုံတွေကိုတွေ့ရင်ငါတို့ကခွေးချီးပုံကိုကြောက်လို့ရှောင်သွားတယ်လို့ထင်နေရလားဒါကတော့ဘယ်တူမလဲဗျချီးပုံကြတော့ယွန်းလို့ရှောင်တာကိုအေးလူမိုက်ကိုလည်းငါတို့ကကြောက်တာမဟုတ်ဘူးဟဲ့ချေးပင်တော့ရတင်ရရေးစည်းရနေမှုရှောင်တာမတတိလို့ရှောင်တာအဲ့လိုပဲလူမိုက်ကိုအဖက်လို့တော့ရှင်းရလင်းရနဲ့အရှုပ်တွေများလို့ရှောင်တာကွနားလည်ပြီလားမသိဘူးဗျာဥပဒါတို့သိခံနိုင်ရင်ခံကြပါလေကျုပ်ကတော့ဒီကောင်ကိုစော်မယ်ဥပဒါကကျုပ်ကိုမဖြောင်းပြနိုင်လို့တက်ပြင်းတခြားချလိုက်တယ်ဗျကဲကွာဒါဆိုရင်လည်းချောင်းမြောင်လုပ်မနေနဲ့တက်တင်ကိုမင်းသွားစင်ခေါ်ပြီးလှုပ်ပေါ့ကွာအိုးဗျာပေါ်တင်ကြီးသွားတော့ဟိုကဓာတ်နဲ့ပေါက်လို့ကျုပ်တည်သွားမှာပေါ့ဗျမင်းငါ့ကိုမယုံဘူးလားကွဥပဒါကြီးကအဲ့လိုပြောတော့မှကျုပ်လည်းခေါင်းညိတ်လိုက်တယ်ဒီတိုင်းဆိုရင်တော့ဥပဒါကြီးတခုခုလှုပ်တော့မယ်ဆိုတာသိကြနေပြီလေဥပဒါကကျုပ်ကိုကူညီမလို့လားဥပဒါကပြန်မဖြေဘူးဗျနောက်တော့ကိုယ့်အိတ်ကလေးကိုချပြီးတော့ကွန်းစားဖို့လုပ်နေတယ်ကွန်းရွက်တရွက်ကိုယူပြီးတော့ထိတ်ဖြတ်အညာချွေပြီးထုံနေနေတုတ်နေရင်းနဲ့ဒီကောင်တက်တင်ကဘာမှပညာရှိတာမဟုတ်ဘူးကွဒီကောင်ဓာတ်ပေါက်ကျွန်းနေဆိုတာလေမော်တခုအောင်သွားလို့ကွမော်အောင်သွားတယ်ဟုတ်လားဟုတ်တယ်မော်ဆိုတာအစင်ရင်တစ်ခုလောက်ရတာပေါ့ကွာအဲ့ဒါအောင်သွားတော့မော်အောင်တယ်လို့ခေါ်တာပေါ့ကွသူကဘာအစင်ရင်လောက်ထားလို့လဲဗျမင်းနားလဲအောင်ပြောရရင်တော့ပြစ်မလွယ်အစင်ရင်ပေါ့ကွာအဲ့အစင်ရင်ကရှေးကလေးကအသုံးပြုခဲ့တဲ့အစင်ရင်ပဲလန်နေဓာတ်တွေကိုစီရင်ရတာပေါ့ကွာအများအဖြစ်ရှေ့ကတော့လန်ဒိုလို့ခေါ်တဲ့လန်ကလေးတွေကိုစီရင်ထားကြတယ်စီရင်တဲ့အခါအလွယ်ပြောရရင်တော့လူအရှိကိုမကောင်းတဲ့နတ်တွေစီကိုစစ်တပ်ပြီးတော့ပွဲတွေပါတွေခင်းပေးရတယ်ကွာနောက်တော့အဲ့လန်နဲ့ထိုးပြီးတော့အတွင်းကလီစာတွေကိုစစ်တပ်ရတာပဲအဲ့လူသေးရင်တော့အဲ့လက်နဲ့မှဆွဲနေတယ်ပြောရရင်တရေပေါ့ကွာအဲ့တရေကိုခိုင်းစားတာပေါ့နားထောင်တာနဲ့ကိုကြောက်စရာကြီးဗျာဖြစ်တော့လေဖြစ်နိုင်တယ်အဖေတို့ပြောဘူးတာကဦးသက်တင်ကငငယ်တုန်းကရွာတွေမှာလူတွေတက်ဖူးတယ်တဲ့သူမိဘတွေကလည်းငွေနိုင်နေဆိုတော့ရွာချေးပြီးတော့ပြီးခဲ့တာများတယ်ဆိုပဲဒါဆိုရင်သူကသူ့ဓာတ်တွေကိုအဲ့လိုလှုပ်ထားတာမျိုးလားမသိဘူးဗျာဒီကောင်ဓာတ်ပေါက်ရင်မိကြည့်ကြည့်လိုက်ဓာတ်ကိုသူ့ပစနာကပ်ပြီးတော့နန်းတလူလှုပ်ပြီးတော့မှပေါက်တာကွာငါအထင်တော့သူ့ဓာတ်ဆောင်တရေရဲကိုတခုခုခိုင်းတာပေါ့ဒါကြောင့်လဲပေါက်လိုက်တိုင်းကိုတရေရဲအကူကြီးနဲ့ပြစ်မှတ်ကိုထိထိသွားတာကွာကျုပ်လည်းခေါင်းငိတ်လိုက်တော့တယ်ဒါနဲ့ကျုပ်ကသူ့ကိုစင်ခေါ်ပြီးဘာဆက်လုပ်ရမှာလဲဥပဒါကြီးရောလိုက်ခဲ့မှာလားဟိတ်ကောင်ရငါလိုက်သွားရင်ဒီကောင်ကမင်းကိုဘယ်လုပ်ရဲမလဲမင်းတတိထားမိလားဒီကောင်ကတခြားလူကိုတော့စွာရဲပေမဲ့ငါ့ကိုမစွာရဲဘူးကွာအဲ့ဒါဆိုကျုပ်တယောက်နဲ့သွားရမှာလားပေးစမ်းမင်းရဲ့ညာဘက်လက်ပေးစမ်းဥပဒါကြီးကကျုပ်လက်တောင်းတော့ကျုပ်လည်းညာဘက်လက်ကိုပေးလိုက်ရတာပေါ့ဗျာအဲ့မှာဥပဒါကြီးကကုန်းရွက်တွဲကိုယူလိုက်ပြီးတော့ကုန်းရွက်ကိုချွတ်လိုက်တယ်ဗျနောက်တော့ကုန်းရွက်ကထွက်လာတဲ့အရေးကြီးကလေးတွေနဲ့ကျုပ်ညာလက်ကလက်ညှိုးနဲ့လက်ကလေးကိုအကြောင်းကလေးတွေဆွဲပေးတယ်ဗျထင်တော့ဘယ်ထင်မလဲသူလောက်တာကိုပဲကြည့်နေရတာပေါ့ကုန်းရွက်မှာဘလူးစောင့်နေလို့အဆိုရှိတယ်မဟုတ်လားကဲမင်းတို့ငါအခုဘလူးကိုအပ်ပေးလိုက်ပြီကွာကျုပ်ကဒါကိုဘယ်လိုလုပ်ရမှာလဲမင်းရဲ့လက်ညှိုးနဲ့လက်ကလေးကိုအချင်းချင်းလိန်ထားလိုက်ရင်မင်းစီကိုလက်နဲ့မတိုးတော့ဘူးကွာဒီတော့မင်းသူ့ကိုသွားစင်ခေါ်ကွာသူဓာတ်နဲ့ပေါက်ရင်လက်ညှိုးနဲ့လက်ကလေးကိုအသားကလေးကိုလိန်ထားလိုက်ဒါပေမဲ့ဒါကတပွဲလို့ဆိုတော့ညနေဆောင်နေဝင်သွားတာနဲ့ဆွမ်းမမဟုတ်တော့ဘူး
ဒါပေမဲ့မင်းသူ့ကိုမတတ်ရဘူးနော်အနိုင်အရှုံးကွဲပြားသွားအောင်ပဲလုပ်ရမယ်ဟုတ်ပြီလားကျုပ်လည်းခေါင်းညိတ်လိုက်ပြီးတော့နေလုံးကိုမော့ကြည့်လိုက်တယ်ညနေနေဆောင်နေပြီဗျ3 နာရီ 4 နာရီလောက်တော့ရှိတော့မယ်ထင်တယ်ဒါနဲ့ကျုပ်လည်းဥပတာကိုနှုတ်တော်မဆက်တော့ပဲနဲ့ရွာဘက်ကိုပြေးခဲ့ပါရောဦးသက်တင်ကြီးကိုစိန်ခေါ်ဖို့ကအရေးကြီးတယ်မဟုတ်လားဗျာရွာထဲတောင်မရောက်ပါဘူးဦးသက်တင်နဲ့သူ့လူတွေကရွာထိပ်အဝင်ကညောင်မင်းကြီးအောက်မှာဝိုင်းဖွဲ့နေကြတာဦးသက်တင်ကတကြီးတောင်နိုင်နေဆိုပြီးတော့တရင်တွေထွက်နေတော့ရွာထဲကလူစိုးချပိုးတွေကသူ့ကိုဆရာတင်တော့တာပေါ့ဗျာသူတို့ကထန်းကြောပြအဆုပ်ကြီးခင်းထားပြီးတော့အရက်နဲ့ကြက်ကြော်ဒီဘာရီနဲ့ကောင်းစားနေကြတာတောက်ဆန်းကွာအရက်ကတရုတ်ကြီးစီကနေဆွဲလာတာဒီကောင်စီကငါပလင်းယူတာတော့မှဒီကောင်အတန်မထွက်ရဘူးကကြက်ကတော့ငါတို့ဘေးခြံကကြက်တွေပါခြံဝင်ထဲဝင်လာတာနဲ့ကြက်နှကောင်ကိုဓာတ်နဲ့ပေါက်ပြီးတော့ယူထားတာမင်းတို့ဝဝလင်းလင်းစားကြဟာဆရာဦးသက်တင်ကတော့ပိုင်နေဗျာကျုပ်တို့ကိုလည်းစောင့်ရှောက်ပါဗျာအေးပါကွာငါနာမည်ကတက်တင်ပါကွာပေါတာဝိဇ္ဇာတက်တင်ပါတကြီးကကြောက်ရတဲ့ဦးသက်တင်လို့ထက်ပြောအောင်လေဗျာသူတို့ချင်းချင်းစကားပြောလိုက်ရင်မောလိုက်နဲ့မူးကလည်းတော်တော်ကိုမူးနေပြီတချို့ဆိုပစိုးတွေပါတွေကျွတ်လို့ဗျသူ့တပြည့်က9 ရက်လောက်တော့ရှိမယ်ပေါ့ဗျာကျုပ်လည်းသူတို့အနားကိုသွားပြီးတော့ခါထောက်ရကြည့်နေလိုက်တယ်ဦးသက်တင်ကြီးကကျုပ်ကိုယူဝင်နေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတော့ကောင်းလေမင်းဘာကြည့်နေရလဲသေချင်လို့လားခမ ्या ကိုကျုပ်ကကြောက်တယ်လို့ထင်နေလို့လားမနေ့ကလူတွေအများကြီးမလို့ကျုပ်ကပညာရှိထားတဲ့အိမ်နဲ့ခမ ्या ကိုမဆုံးမလိုက်ရတာအခုတော့ခမ ्या ကိုဆုံးမဖို့လာခဲ့တာပဲခမ ्या နဲ့ကျုပ်နဲ့တယောက်ချင်းရှင်မလားကျုပ်စိန်ခေါ်လိုက်တော့ဦးသက်တင်ကြီးကမျက်နှာပြက်သွားတယ်ဗျဒေါသလည်းထွက်လာပြီးတော့မတ်တက်ရပြီးပစိုးကိုပြင်းဝင်လိုက်တယ်အောင်မယ်ကောင်လေးကလှလှကြည့်သည်အေးကွာဒါဆိုလဲပြက်မယ်မနေ့ကပြောသလိုပဲမင်းငါရဲ့ပေါက်သားတစ်ချောင်းကိုပဲရအောင်ရှောင်စမ်းပါကွာကျုပ်ကလည်းဘယ်ရမလဲဗျာအတန်နဲ့ကြီးနေကိုအော်ပြီးရတာပေါ့တစ်ချောင်းမကဘူးခမ ्या သား3 ချောင်းစလုံးကိုရှောင်ပြမယ်ဦးသက်တင်ကြီးကမူးမူးနဲ့ခေါင်းညိရဲဗျကြိုက်တယ်ငါကလည်းဒါမျိုးမှကြိုက်တာကောင်းလေးမင်းရှုံးရင်တော့မင်းတည်ရမှာနော်ကျုပ်ယောက်ျားပါဗျလောက်ရဲရင်ခံရတယ်ကြိုက်ပြီဟဲ့မင်းအဖေကလူကြောက်ဆိုမဲ့မင်းကိုတော့ငါသဘောကျတယ်ကဲကွာဘယ်တော့ပြန်မလဲချီချီဝေပြောမနေစမ်းပါနဲ့အခုပဲပြန်ရအောင်ဦးသက်တင်နဲ့ကျုပ်နဲ့ခြေစလန်းအကွာလောက်ပဲရှိမယ်ဗျကျုပ်ကဘာလဲနဲ့မှမပေါင်းဓမြောင်ကလေးကိုတော့ခါချထိုးထားတယ်ဦးသက်တင်ကဓမြောင်3 စင်းကိုလက်တစ်ဖက်မှာကင်ထားတယ်ဗျသူတပည့်တွေကလည်းပွဲကောင်းပြီဆိုပြီးတော့ကြည်နေကြတာပေါ့ဗျာကဲငါစပြီဟဲ့ကျုပ်လည်းရင်ကိုကော့ထားပြီးတော့လက်နှစ်ဖက်ကိုအနောက်ပစ်ထားလိုက်တယ်ပြီးတော့ဥပတာကြီးပြောသလိုပဲလက်နှစ်ချောင်းကိုလိန်ထားလိုက်တယ်ဦးသက်တင်ကဓာတ်တစ်စင်းကိုအသွားကနေကင်ပြီးတော့သူ့ပါးစပ်နာကတ်လိုက်တယ်တကက်ကိုမတိမတာလေးကတ်လိုက်တာပါဗျာပြီးတော့မှလက်ကိုရှေ့ထုတ်ပြီးတော့ကျုပ်ကိုချိန်နေတော့တာယော့ဒါကကျုပ်ရင်မတက်တက်ကိုပြန်ဝဲလာတာဗျကျုပ်လည်းကြောက်တော့ကြောက်မိတယ်မတော်လို့များဥပတာကြီးလှုပ်ပေးလိုက်တာမစွမ်းဘူးဆိုရင်တော့ကျုပ်ကအချောင်သေးသွားမှာမဟုတ်လားခြေစလန်းဆိုတော့နင်းနီးလေးမှတကက်နင်းနီးလေးပဲဗျာဒါကရင်မက်စီပြန်ဝဲလာပြီးတော့အနာရောက်တော့မှကျုပ်ပခုံးပေါ်ကနေကြော်ပြီးတော့နှရွက်နာကနေဝီးကနေဖြတ်သွားတာဗျကျုပ်ဖြစ်ကြောက်နေမိသေးတယ်ဦးသက်တင်ရဲ့ဓာတ်တစ်ချက်ကလွဲသွားပြီလေဦးသက်တင်ကြီးမျက်လုံးကိုပြူးနေတာပဲဗျာကျုပ်ကကြောက်ပေမဲ့ရီမောလိုက်ပြီးတော့ဦးသက်တင်ခမ ्या မူးနေလို့ထင်တယ်ဒီလောက်ရက်နေတာကိုတော့မထိဘူးလားဗျဦးသက်တင်ကသူ့မျက်လုံးတွေကိုပုတ်လိုက်ပြီးတော့နောက်ဓာတ်စင်းကိုယူပြီးတော့ခုနကအတိုင်းကိုကျုပ်ကိုထပ်ပစ်တယ်ဗျကျုပ်လည်းဒီတစ်ခါတော့ရှောင်တဲ့ပုံလေးလုပ်ရတာပေါ့ဗျာမဟုတ်ရင်ကျုပ်အောက်လန်းသုံးထားတယ်ဆိုတာကိုသူတို့သိနေမှာလေဒုတိယဓာတ်ရောတတိယဓာတ်ရောကျုပ်ကိုမထိဘူးခမ ्या ဓာတ်3 စင်းလုံးလွဲတယ်နော်ဦးသက်တင်ခမ ्या ပြောတော့ဓာတ်ပဝိဇ္ဇာဆိုရွာကလူတွေသာမြင်လို့ခမ ्या ကိုငပေါ်ကြီးဆိုပြီးဝိုင်းရင်ကြမှာဦးသက်တင်ကဒေါသထွက်ပြီးတော့တရှုရှုနဲ့ဖြစ်နေတာဗျာဒီမာရင်သူ့တပည့်တယောက်ကထလာပြီးတော့ကျုပ်ကိုဓာတ်တစ်စင်းနဲ့လမ်းပေါက်ပြန်ရောအဲ့ဓာတ်ကြတော့ကျုပ်ကြည်တော့အရှိကိုဖုတ်ကနေကြလာတာဗျကျုပ်လည်းသူတို့ဓာတ်ကိုကောက်လိုက်ပြီးတော့ကဲခမ ्या တို့အလက်ပြီးပြီကျုပ်အလက်ပဲကျုပ်လည်းဓာတ်ပေါက်မဲ့ဟန်ကိုပြင်လိုက်တော့သူ့တပည့်လူမိုက်တေဆိုတာပြေးလိုက်တာမုံလို့ဗျာနောက်ဆုံးတော့ဦးသက်တင်ကြီးပဲကြံခဲ့တော့တယ်ဟိတ်ကောင်မင်းငါ့ကိုဘာလုပ်မလို့လဲတတ်မယ်ဆိုရင်လည်းလာတတ်
ကျုပ်ကခေါင်းခါလိုက်ပြီးတော့ကျုပ်လူသက်တမမဟုတ်ဘူးခမ ्या ကိုလည်းမတက်ချင်ဘူးဒါပေမဲ့ခမ ्या အဖေကိုသွားတောင်းမှရမယ်မနေ့ကခမ ्या စော်ကားခဲ့တာတွေကိုသွားတောင်းမှရမယ်ဦးသက်တင်ကလှုပ်တော့လှုပ်ချင်မှုမရအောင်ဒါပေမဲ့လည်းသူရှုံးသွားပြီဆိုတော့နိုင်တဲ့သူခိုင်းတာကိုသူကလုပ်ရတော့မှာကျုပ်ကသူ့ဓာတ်ပေါက်3-4ချောင်းကိုကောက်ပြီးတော့သူ့ကိုလမ်းပေးလိုက်တာသူလည်းဓာတ်ကိုယူပြီးတော့အရက်ပလင်းကိုဆွဲပြီးရွာထဲကိုဝင်သွားတော့တာပဲကျုပ်ကတော့တော်တန်လေးအနားကိုပြေးလာခဲ့တယ်ဗျာတော်တန်ကလေးမှာဥပဒ္ဒါကြီးရှိတယ်မဟုတ်လားဘယ်နဲ့လဲအလက်ကောင်ရမင်းမျက်နှာကြီးဖြီးနေပါလားဟုတ်တယ်ဥပဒ္ဒါဦးတက်တင်ကြီးကိုကျုပ်နိုင်သွားပြီသူ့ကိုကျုပ်ဖေကိုသွားပြီးတောင်းပန်ခိုင်းလိုက်တယ်ပြီးစံဒါဆိုမင်းလက်ကအစီရင်ကိုငါပြန်ဖြတ်ပစ်မယ်ဟာနေစမ်းပါဦးဥပဒ္ဒါကြီးဟာမတော်လို့ဦးသက်တင်ကကျုပ်ကိုမကြည့်နဲ့ပဲနဲ့နောက်ထပ်ချောင်းပြီးရန်ရှာရင်ဘယ်နဲ့လုပ်မလဲဥပဒ္ဒါကြီးကတွေးဝေးသွားတယ်ပြီးတော့နေဝင်လူဆဲဆဲကောင်းကင်ကိုကြည့်နေတယ်ဗျာကျုပ်ကလည်းသူ့နဲ့ပေါင်းတာကြတော့သိနေပါပြီဥပဒ္ဒါကြီးတခုခုတော့ကြံနေပြီဆိုတာကျုပ်လည်းပြောနေပြီလေဗျာသူ့စီကထုတ်ပြီးတားပြီးတဲ့အစီအများရတော့မလားပေါ့ထားလိုက်စမ်းပါကွာဒီကောင်မင်းကိုထားမလို့ရတော့ပါဘူးကျုပ်လက်ကိုဆွဲပြီးတော့အစီရင်ကိုအတင်းဖြစ်မယ်လို့တာနဲ့ကျုပ်လည်းထွက်ပြေးခဲ့တာပေါ့နေဝင်ပြီးတဲ့အချိန်အစီရင်ကသူ့လိုလိုပြင်มาဆိုတော့ကျုပ်လည်းနည်းနည်းလောက်တော့ထားချင်သေးတာပေါ့ဗျာအိမ်ကိုပြေးလာခဲ့တော့နေမဝင်သေးဘူးဗျအိမ်ရောက်တော့အမေကကျုပ်ကိုစီးပြောတယ်ဟဲ့တာတက်တင်တော့ဘာစိတ်ဝင်လဲမသိဘူးခုနကပဲနေဖေကိုလာတောင်းပန်သွားတယ်သူစော်ကားမိတာတောင်းပန်ပါတယ်တဲ့ကျုပ်ကတော့သိပြီးသားလေဒါပေမဲ့ကျုပ်လုပ်တယ်လို့လည်းပြောလို့မရဘူးမဟုတ်လားဥပဒ္ဒါကြီးနဲ့ပေါင်းပြီးတော့စုံအတက်နဲ့လှုပ်တယ်ဆိုရင်အမေကကျုပ်ကိုစော်မှာပေါ့ဗျာကျုပ်လည်းအိမ်နောက်ဖေးကိုပြေးဝင်ခဲ့တယ်တို့ညာညီမနဲ့အငယ်မကကြက်သွန်ခွာနေကြတယ်ဗျကျုပ်လည်းသူတို့ကိုကျုပ်အစမ်းကိုပြချင်တာပေါ့ဗျာနေကလည်းမဝင်သေးဘူးဆိုတော့ကွက်တိပဲပေါ့ဟက်ကမလေးနင်တို့ကိုထူးဆန်းတာတစ်ခုပြမယ်ပေးစမ်းအဲ့ဒါကျက်သွန်လေးရဲ့ဓာတ်ကိုကျုပ်ကလန်တောင်းတော့အငယ်မကပေးတယ်ကျုပ်လည်းဓာတ်ကိုယူပြီးတော့ဘဲဘဲလက်ကကိုင်းလိုက်တယ်နောက်ပြီးတော့ညာဘက်လက်ဖြံပေါ်ကိုဓာတ်သွားတင်လိုက်တာပေါ့အခုလားဘာလို့မလို့လဲကိုလက်ကိုဓာတ်နဲ့လိမ့်မလို့လားနင်တို့တာနေစမ်းပါငါကဓာတ်ပြီးတယ်ဟာမလုပ်ပါနဲ့အကိုလာရာသူတွေပါရထွက်လာရင်ညီမတို့မကြည့်ရဘူးကျုပ်လည်းဘာမှမပြောတော့ဘူးပြုတ်ညာဘက်လက်ချောင်းနဲ့ချောင်းကိုလိမ့်ပြီးတော့ဘဲဘက်လက်ကဓာတ်ကိုကင်ပြီးတော့ညာဘက်လက်ကလက်ဖြံကိုခပ်ဖွားဖွားလီးချလိုက်တယ်ကျုပ်လက်မှာစစ်ကနေဖြစ်သွားပြီးတော့ဓာတ်ကလေးလက်မလောက်ရှက်သွားပါရောဗျာပြီးတော့အဲ့ဓာတ်ရှက်ရထင်းကနေသွေးတွေစီးလာပါရောကျုပ်ညီမငယ်ဆိုအော်လိုက်တာငယ်တန်းပါတယ်အမေတို့ကပြေးလာပြီးတော့ကျုပ်ကိုကောင်းခောက်တယ်နောက်တော့ဗီဇာရက်တွေခူးချပြီးတော့အနာကိုအုံပေးတယ်ဗျာနွေရာသီမို့သွေးကပူနေတော့တော်တော်ကိုထွက်တာပစိုးတက်တယ်ဖြဲပြီးပတ်တီးစီးလိုက်တော့မှပဲတက်တာရသွားတယ်ကျုပ်ကတော့အံ့ဩနေတာပေါ့ဗျာနေကလည်းမဝင်သေးဘူးလေနွေဆိုတော့နေတာရှိရမဟုတ်လားဒေါ်သေးလို့ပေါ့ဗျာကျုပ်ကခပ်ဖွားဖွားလီးလိုက်လို့ခါတင်းတင်းသာလီးလိုက်ရင်တော့ကျုပ်လက်တော့ပြတ်ပြီညရောက်တော့ရွာသားတွေစုယုံပြီးတော့စူပြန်มาရောဗျာအဖေကိုလာခေါ်ကြတယ်တကြီးတက်တင်ကသူ့မိမခင်ထားကိုဓာတ်နဲ့ပေါက်တက်လိုက်တယ်အဖေနဲ့ရွာသားတွေလည်းဦးတက်တင်ကိုသွားဖမ်းတာပေါ့ဗျာကျုပ်လည်းလက်ကတန်ရနဲ့ငန်းဝင်ချင်းတယ်လို့ဖျားချင်းတယ်လို့ဖြစ်နေလို့မလိုက်တော့ရဘူးပေါ့နောက်တော့မှသိရတာကဦးတက်တင်ကမခင်ထားခေါင်းပေါ်ကိုတံပြာသီးတင်ပြီးတော့ပြစ်တာမှာဓာတ်ချက်လွဲပြီးတော့မခင်ထားနှစ်ဖူးကိုတက်နေအောင်ထိသွားတယ်ဗျာမခင်ထားကတိုင်မာကျွတ်တုပ်လေးသားကြီးနဲ့မတ်တက်တည်သွားတယ်ဆိုပဲအံ့ဩနေတဲ့ဦးတက်တင်ကိုရွာသားတွေကဖမ်းပြီးတော့ကျွတ်တုပ်ကြတာပေါ့ညရင်ကြီးပဲမြိုင်သားကိုလဲနဲ့တက်ပြီးတော့ရဲလက်အားလိုက်ကြတယ်မင်းတက်တင်သားကိုဘာလုပ်ခဲ့သေးလဲနောက်နေ့တော့ဥပဒါကြီးကအိမ်ကိုရောက်ချလာတာဗျကျုပ်လည်းဖျားနေတော့အပြင်မသွားနိုင်ဘူးမဟုတ်လားအိမ်မှာညကလေးကအဖေတို့လူကြီးတွေကဦးတက်တင်ကိုရဲလက်သွားအတဲဆိုတော့မရှိဘူးပေါ့ဗျာကျုပ်လည်းစဉ်းစားလိုက်ပြီးတော့သူ့တမြောင်ကလေးကိုကောက်ပြီးတော့သူ့ကိုပြန်ပေးလိုက်တယ်ဟာကွာအဲ့ဒါကြောင့်ဖြစ်မှာကွာမင်းလက်မှာထိုးထားတဲ့ဘလူးကသူ့တမြောင်ကတရေထက်ပိုချင်တော့တမြောင်ကတရေကထွက်ပြေးသွားတာဖြစ်မယ်ကွာဒါကြောင့်ခင်ထားကိုသူ့ဓာတ်နဲ့ပေါက်တော့တရေမရှိရလို့ဓာတ်ကပြစ်ချက်လဲပြီးတော့ခင်ထားရဲ့နဖူးကိုစိုက်သွားတာနေမှာကွာကျုပ်လည်းတက်ပြင်းမဲချနိုင်တော့တယ်ဒါနဲ့
မေးလက်ကဘာဖြစ်တာတော့ဥပတာမီတော့ကျုပ်လည်းဖြစ်ချောင်းကုန်စင်ကိုပြောပြလိုက်တယ်ဥပတာကြီးဆိုရေးလိုက်တာမှာဗျာငါတုံးရကိုကိုပြန်လို့မှတော့စွမ်းမလားကွာအစင်ဆိုတာသူများကကိုရံမပြုတ်နိုင်အောင်လှုပ်ထားတာကွာတော်သေးတာပေါ့ကွာလဲပြီးမဖြတ်မိတာကံကောင်းဖြတ်များဖြတ်မိလို့ရတော့ကွာတို့ရမှာခင်ထားအတုပါရင်မင်းအတုပါရင်နှစ်ခုပြန်ဖြစ်သွားမှာကွာဥပတာကြီးကရီမောပြီးတော့အိမ်ထဲကနေထွက်သွားတယ်ကျုပ်လည်းခေါင်းကုပ်ရင်းနဲ့ကြံခဲ့တာပေါ့ဦးသက်တင်ကတော့မခင်ထားကိုတတ်မှုနဲ့15နှစ်ထပ်ကြတယ်ဒါပေမဲ့ကျုပ်တို့ရာကိုဘယ်တော့မှပြန်မလာတော့ပါဘူးဗျာကြားမိတာကတော့ရဲဘက်စကန်တစ်ခုကနေဖောက်ပြေးဖို့ကြိုးစားလို့တနက်နဲ့ပြစ်ဖန်ရင်တည်သွားတာလေဗျာဒါပေမဲ့ပေါထားဝိဇ္ဇာဦးသက်တင်နဲ့မခင်ထားအကြောင်းကတော့ကျုပ်တို့ရွာမှာအခုထိကိုပြောစမှတွင်နေကြတော့မှာပဲဗျာပရိသတ်များရှင်ဒီလိုစိတ်ဝင်စားစရာဇာတ်လမ်းအကြောင်းအရာတွေကိုအမြင်နာဆင်ရအောင်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါဦးရှင်ဇာတ်လမ်းအသစ်တွေတင်တိုင်းအမြဲသိရှိနိုင်ဖို့အတွက်ကိုလည်းဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်သွားပေးပါဦးနော်